ကဘာတချမ်းလူတွေနေတဲ့ကဘာလူပီသားတဲ့သူတွေနေတဲ့ကဘာကတော့အမောင်လေးဖုံးနေတယ်။ရောင်ဒီကိုမြင်ရဖို့အတွက်ယုံကြည်ချက်တွေနဲ့တိုက်ပွဲဝင်နေကြတယ်။မတရားမှုကိုတော်လှန်နေကြတယ်။အသက်တွေဘဝတွေအနာဂတ်တွေကိုဘယ်လောက်စရိရအောင်မလဲ။ရောင်ဒီအတွက်ဆိုရင်အမှန်တရားအတွက်ဆိုရင်အစဉ်သိရှိနေကြတဲ့လူပီသားတဲ့တကယ်လူစစ်တွေနေကြတယ်။လူမဟုတ်တဲ့လူပါလာတွေနေတဲ့ကဘာမှာတော့အလင်းဟာလင်းရင်လင်းနေမှာပေါ့ဒါပေမဲ့အချိန်တိုင်းရင်အာနာရှင်ဟာခမားတို့စီကိုမျက်ရည်တွေခြွေဖို့အသက်တွေခြွေဖို့ဘဝတွေကိုခြွေဖို့ခမားတို့စီတနေ့အရောက်လာခဲ့လိမ့်မယ်အဲ့ဒီအချိန်ကျမှခလုတ်ထိမှအမိတာမလုပ်ကြပါနဲ့ခမားတို့ကျွန်တော်တို့ဟာဒီနိုင်ငံမှာမွေးပြီးဒီရေကိုအတူတူတောက်ခဲ့ကြတာပဲလေဒုက္ခတွေကိုမျှဝေကြမယ်ဒုက္ခတွေကိုမျှဝေကြမယ်။ရောင်ဒီကိုမြင်ရဖို့အတူတူမခွဲတမ်းတွဲလက်တွေခိုင်မြဲစွာနဲ့ယုံကြည်ချက်တွေနဲ့ကြိုးစားရအောင်လားဗျာ။